လေရင်တက်စီတွေစတင်ပြေးဆွဲနေပါပြီတရုတ်နိုင်ငံကွမ်ကျိုးမြို့မှာလေရင်တက်စီတွေကဗီဒီယိုမှာပြထားတဲ့အတိုင်းပဲလူတွေကိုတကယ်သဲဆောင်နေပါပြီလူတွေကလည်းအဲ့လိုမျိုးစီးရဖို့အတွက် application ကနေပြီးတော့တန်းစီပြီးတော့ booking တင်ပြီးတော့လက်မှတ်ဝယ်ရပါတယ်တဲ့လောလောဆယ်ကတော့လေရင်တက်စီပြေးဆွဲတာက2နေရာပဲရပါသေးရဲ့အဲ့2နေရာကိုအသွားပြန်လုပ်နေတယ်တခြားနေရာတွေကတော့မရသေးပါဘူးတဲ့တရုတ်နိုင်ငံကတော့လေရင်တက်စီနီးပညာမှာအမြင့်ဆုံးဖြစ်နေပါတယ်အမေရိကပြီးခဲ့တဲ့တောက်ကြနေတုန်းကသူတို့ရဲ့နယူးယောက်ကောင်းကင်ယံမှာစတင်စမ်းသပ်ခဲ့လို့သိရှိရတယ်အဲ့ဒီစံတမ်းမှုက10ရက်ကြာမယ်ဖြစ်ပြီးတော့စံတမ်းမှုအောင်မြင်သွားရင်တော့တရုတ်နိုင်ငံကလို့လူတွေတဲဆောင်နိုင်မှာဖြစ်ပါတယ်တဲ့တရုတ်အမေရိကန်တွေမကပါဘူးလေရင်တက်စီကိုယူအေးနိုင်ငံကလည်းအပြင်းအထန်စူးစမ်းနေပါတယ်အဲ့ဒီနောက်မှာဂျာမနီရိုးကလည်းထက်ချက်မကွာလိုက်နေတယ်လို့သိရှိရပါတယ်ဒီလေရင်တက်စီကဒရုန်းကြီးစားလို့ပဲပြောလို့ရတယ်အဲ့ဒီမှာလျှက်စစ်ဘက်ထရီအကြီးတွေပါတယ်ဒါကြောင့်စူညံတန်တွေမကြရဘူးလေဘူးထုတ်လွှတ်မှုတွေမရှိတဲ့အတွက်ပို့ပြီးတော့စီးလို့ကောင်းတယ်စီးပျော်တယ်ပေါ့တရုတ်နိုင်ငံကတော့တကယ်တက်စီလိုမျိုးတမျိုးလိုလေရင်တက်စီဖြတ်မှုအတွက်အနည်းဆက်ဆုံးဖြစ်နေပြီးတော့သူတို့အရန်စူးစမ်းနေပါရဲ့ဒီလေရင်တက်စီကမြန်မာနိုင်ငံနဲ့ဘာဆိုင်လဲလို့မေးလို့ရှိရင် EV ကထုတ်လုပ်ပြီးမကြမီမှာမြန်မာနိုင်ငံကိုရောက်လာတယ်စစ်ကိုထုတ်လုပ်ပြီးမကြမီမှာမြန်မာနိုင်ငံကိုရောက်လာပြီးသွားပြီဒါကြောင့်လေရင်တက်စီထုတ်လုပ်ပြီးမကြမီမှာမြန်မာနိုင်ငံကိုရောက်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ